စနေသားသမီးဖြစ်ချင်တဲ့စိတ်ဆန္ဒတစ်ခုလေစိတ်အေးချမ်းနေရဖို့ဆိုရယ်ရည်ရွယ်ချက်တစ်ခုပဲအဲ့လိုမျိုးပတ်စံရှာနေရရည်ရွယ်ချက်ကလေအေးစစ်စစ်လေးနေခြင်းနဲ့အဲ့လိုတက်တောင့်တက်တာလေးကွာပူပင်တော့ကဆိုတာမရှိဘူးဆိုလိုချင်တာကိုယ့်ရဲ့ခေါင်းထဲမှာစိတ်ရှုပ်စရာစိတ်ပင်ပန်းစရာကိုယ့်ရဲ့ခေါင်းထဲကိုအဲ့လိုမျိုးစိတ်ရှုပ်စရာစကားတွေပြောတဲ့သူတွေကိုမရှိသေးချင်တာအဲ့လိုမျိုးအေးစစ်စစ်လေးနဲ့ပြောပါလေးပဲနိုင်ပါကွာတဲ့နိုင်ပါမရှိရှိနေချင်တာစနေသားသမီးရဲ့ပုံစံအဲ့လိုမျိုးဖြစ်တဲ့အတွက်စနေသားသမီးရဲ့စိတ်ဆန္ဒတစ်ခုကဘာလဲဆိုတော့အေးစစ်စစ်နေချင်တာပဲအပူပင်စရာတွေဆိုမရှိချင်ဘူးစိတ်ညစ်စရာတွေဆိုလည်းမရှိချင်ဘူးမြေတိုင်းနဲ့ပတ်သက်လာတယ်အဲ့လိုပဲနော်သူကပူပန်စရာတွေသူမရှိချင်ဘူးအဲ့လိုချစ်တူကြီးသားတရားတော်နဲ့စိတ်ဆိုးနေရတယ်အများကြီးရန်ဖြစ်နေပြဿနာဖြစ်နေစိတ်ဆိုးနေရန်ဖြစ်နေတယ်အာကြီးသားထားပျော်ထားတာကွာမင်းနဲ့ငါနဲ့ပြဿနာဖြစ်နေရအဆင်မပြေဘူးငါအဲ့လိုနေချင်တာမဟုတ်ဘူးငါစနေသားအေးစီးပဲနေချင်တာငါ့ဘောမှာပူလောင်စရာရမ်းများနေခဲ့ပြီဆိုတော့မင်းနဲ့လည်းငါအေးစီးပဲဖြတ်တန်းချင်တာဆိုတော့မင်းပြဿနာမရှာပါနဲ့တော့ဒီလိုပုံစံမျိုးလေးတွေများတော့ဖြင့်ကြုံတတ်တဲ့ပုံစံမျိုးလေးကြုံတတ်တဲ့ဆိုတဲ့ပုံစံမျိုးလေးတော့တာပေါ့အဲ့တော့ကြောင့်သူကစနေသားသမီးတွေဘဝကဖြစ်ရှင်တဲ့ဆန္ဒဆိုတခုပဲအေးစီးစီးနေချင်တာတိုးတော့ညာလဲစနေသားသမီးတွေရဲ့ဘဝဘေးကံချင်းတွေရတော့သိကြတယ်မင်းအသက်18 19လောက်ကနေဒါတိရက်စအရွယ်နေစပြီးတော့မှအသက်20 30ဒါဆက်ပြီးတော့ကြိုးစားနေအောင်မလုပ်နေအောင်ပါနော်ကိုယ့်ရဲ့ပထမအရွယ်လို့ပြောလို့ရတယ်လူလက်ပိုင်းလူငယ်ပိုင်းပေါ့နော်လူငယ်ပိုင်းအလုပ်တွေပိုင်းစပြီးမှလုပ်တယ်ဆိုတော့အချိန်ကာလမှာဆိုလို့ရှိရင်လည်းမိသားစုအတွက်တစ်ခါယုံရတယ်မိသားစုမှာဆိုရင်ကိုယ့်ရဲ့အငယ်တွေရှိရင်အငယ်တွေအတွက်ပိုယုံရတယ်စနေသားကိုအကြီးဆုံးဖြစ်နေပို့ဆိုတာဟာကိုယ့်ရဲ့အငယ်တွေတို့ပြန်ထောက်ရတာနော်အဲ့လိုပုံစံမျိုးအဲ့လိုမျိုးအဲ့လိုကိုယ့်အိမ်ကိုပြန်ပြီးတော့ကြည်နေရတဲ့အတွက်ကြောင့်မလို့လေကိုကရီးသားတော့မရတော့ဘူးအဲ့လိုပုံစံမျိုးလေးဖြစ်သွားတတ်တာတခါလေးလေရီးသားရဲ့ရမဲရှာရတာပေါ့နော်သိမလားနင်ကနိမိသားစုကြောင့်ထောက်ပံ့နေအဲ့လိုမျိုးဘလို့ပါညာပေါ့အဲ့လိုပြဿနာလေးလေရှိတတ်တဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးသွားတာအဲ့ဆိုစနေသားသမီးတွေရဲ့ဘဝကငယ်တဲ့ခါမှာလဲကြိုးစားရတယ်အဲ့လိုကိုယ့်ရဲ့မိသားစုကြောင့်ဖြစ်ဖြစ်အဲ့လိုမျိုးကိုဖြစ်ချင်တဲ့ရည်ရွယ်ချက်ကြီးကြီးမားမားတစ်ခုကြောင့်ဖြစ်ဖြစ်ကြိုးစားနေရတယ်အော်ကြိုးစားလို့အစင်လေးပြေလာပြီအောင်မြင်လာပြီဆိုပြန်တော့ကြလဲဟာငါဒီလောက်ရှင်နေရောက်နေပြီဆက်မကြိုးစားလို့ကလည်းမရတော့ပြန်ဘူးဟာဆိုရင်တခါထက်လို့ရပြန်ရောအဲ့ဒါဆိုတော့စနေသားသမီးတွေဘဝကိုလေ့လာကြည့်လိုက်တေးကြတဲ့စနေသားသမီး10ယောက်မှာ9ယောက်ကအသက်40 50ထိကိုအလုပ်လုပ်နေရတော့ပတ်စံမရှိဘူးလားဆိုရင်တော့ရှိရနော်အလုပ်မလုပ်ဘဲနဲ့ထိုင်နေလဲရတယ်ထိုင်ပြီးတော့တစ်လောက်ထိုင်စားလဲအေးစေးပြဿနာမရှိဘူးတိုးတော့ညာလဲအဲ့လိုထိုင်နေပြန်တော့လဲမနေနိုင်ဘူးလောက်ကလုံနေရတာအဲ့လိုပုံစံမျိုးအဲ့ဆိုစနေသားသမီးတွေကတက်တောင့်တက်တာအေးစေးနေရမယ်ဆိုတဲ့ဘဝကဘယ်ချိန်မှရောက်တာလဲဆိုတော့ तू ကတိအိုကနီးမှာပေါ့နော်တဲ့အသက်50 60ပေါ့ကွာတင်းတော့အဲ့လိုပေါ့အသက်50 60မှာကွာအေးစစ်စစ်နေရတာဒီလိုပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကတော့စနေသားသမီးတွေအကြောင်းကွာနားလည်အောင်ရှင်းပြလာအဲ့လိုပုံစံမျိုးအဲ့ဆိုစနေသားသမီးတွေကဘေးရင်ဆရာတွေကကံမကောင်းလို့ပြောရင်လည်းမယုံနဲ့အဲ့လိုကိုယ့်ဟာနဲ့ကိုယ်လေးပဲကြိုးစားကံကောင်းတယ်လို့ပြောလဲစိတ်ထဲမှာပုံမှန်လေးပဲထားအေးစစ်စစ်ကိုယ့်ဟာနဲ့ကိုယ်ကြိုးစားကိုလန်းကိုဖောက်ကိုလန်းကိုရှောက်ဒါဆိုရင်စနေသားသမီးတွေပိုကောင်းတယ်ပိုအဆင်ပြေတယ်အားကြောင့်လို့စနေသားသမီးနဲ့ပတ်သက်တာတိတ်မတွေ့ရတာပေါ့ဟုတ်တယ်စနေသားသမီးနဲ့ပတ်သက်တာတိတ်မတွေ့ရတာအားကြောင့်အတိုင်းပေါ်မှာဆိုလဲစနေသားသမီးအကြောင်းတင်လို့ရှိရင်ဟာဒီဆရာတော့ကောင်းတယ်လို့ဟောနေတာကွာငါ